Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာရမင်းဆန်လေးဒီအခုလက်ရှိဘဝမှာလေးအမြဲတမ်းပူလောင်နေတဲ့သူတွေအမြဲတမ်းဒုက္ခတွေရောက်နေတဲ့သူတွေအကြက်တဲလေးတွေအမြဲတမ်းကြုံနေရတဲ့သူတွေအခက်အခဲဖြစ်နေတဲ့သူတွေကိုလေရမင်းဆန်လေးကနေပြီးတော့လေပြောပြချင်တာလေးရှိပါတယ်ရှင်အဲ့တော့ကြောင့်မို့ဗီဒီယိုအဆုံးထိနားထောင်ပါเนาะအကျိုးလည်းမရုပ်စေရပါဘူးเนาะအဲ့တော့နည်းနည်းလေးတော့ဖြစ်ဖြစ်တော့အတိလေးနည်းနည်းရောက်သွားမယ်လို့တော့ထင်ပါတယ်ရှင်အဲ့တော့ကြောင့်မို့ဗီဒီယိုအဆုံးထိကြည့်ပါเนาะအဲ့တော့လေရမင်းဆန်ပြောချင်တာကလောကမှာလေလူဖြစ်လာပြီဆိုလို့ရှိရင်မိမိတယောက်တည်းကိုတယောက်တည်းဒုက္ခရောက်နေတာမဟုတ်ဘူးရှင်ကိုတယောက်တည်းအခက်ခဲတွေကြုံနေရတာမိသားစုအတွင်းမိသားစုမှာဒုက္ခဖြစ်နေတာအခက်ခဲဖြစ်နေတာအကြက်တဲလေးအကြက်တဲနေတာမျိုးတွေเนาะကိုတယောက်တည်းဖြစ်နေတာမဟုတ်ဘူးရှင်เนาะမဟုတ်ပါဘူးလူတိုင်းအခက်ခဲတွေဒုက္ခတွေကြုံနေရင်ဆိုင်ကြုံတွေ့နေရတာပါရှင်เนาะအဲ့ဒါကြောင့်မလို့ကြုံလာတဲ့ဒုက္ခတွေအခက်အခဲတွေရောက်လာတဲ့အချိန်ကြလို့ရှိရင်မိမိကိုယ်သာကိုယ်ကိုယ်ရိုင်းငါဘယ်လိုဖြေရှင်းမလဲငါဘယ်လိုဖြတ်ကျော်မလဲငါဘယ်လိုရင်ဆိုင်မလဲဆိုတာကိုပဲတွေးစီခြင်းပါတယ်ရှင်เนาะအဲ့တော့ပြီးတော့အပူဆိုတဲ့အရာမျိုးကကူးပါတယ်အဲ့တော့ကိုတယောက်တည်းလောကမှာဒုက္ခရောက်နေတာမဟုတ်ပါဘူးလူတိုင်းကသူ့အခက်ခဲသူ့ဒုက္ခတွေဖြစ်နေတယ်ချပြတာချမပြတာနဲ့ပဲကွာတယ်ရင်ဖွင့်ပြတာပြောပြတာပြောမပြတာနဲ့ပဲကွာတယ်အဲ့တော့ငါတယောက်တည်းခက်ခဲတွေဖြစ်နေတယ်ငါမိသားစုအတွင်းမှာအဆင်မပြေဘူးငါဒုက္ခရောက်နေတဲ့ဒီအလုပ်ကိစ္စအဆင်မပြေဘူးခက်ခဲတွေဖြစ်နေတယ်ဘလို့တွေကြရှုံးနေတယ်ဘလို့တွေအဆင်မပြေဘူးဆိုတာကကိုတယောက်တည်းဖြစ်နေတာဒါကိုအတွင်းငါကြမှာဖြစ်ရလေခြင်းငါကြမှာဒီလိုဖြစ်ရလေခြင်းဆိုတာကကိုရဲ့မိမိရဲ့အတွေးပေါ့နော်တကယ်တမ်းကလူတိုင်းကရင်ဆိုင်နေရတဲ့လူတွေကြီးပဲအကုန်လုံးကဖြစ်အဲ့တော့ကိုအပူနဲ့ကိုအခက်ခဲနဲ့ကိုဒုက္ခနဲ့ကိုဖြစ်နေပါတယ်ဆိုမှပဲတစ်ဖက်လူစီကကိုကမျောလင့်တယ်ပေါ့နော်မျောလင့်နေဆိုတာအကူအညီတောင်းခြင်းစိတ်ဆိုတာပေါ်လာတယ်အဲ့တော့ပေါ်လာတဲ့အချိန်ကျရင်ကိုကဟိုဖြစ်နေတဲ့အချိန်လေအကူအညီတောင်းလိုက်တယ်ဒါပေမဲ့အကူအညီတောင်းလိုက်တဲ့အချိန်မှာတစ်ဖက်ကငင်းလိုက်တာလို့ဖြစ်ပြီးကိုလှစ်လှစ်ချူလိုက်တာဆိုရင်နှစ်ဆပိုမခံရဘူးလားနော်ရမင်းဆန်ပြောချင်တာနှစ်ဆပိုခံရတယ်အဲ့ဒီကကိုကအကောင်းဘက်ကတွင်ကိစ္စမရှိဘူးနော်ဒါပေမဲ့ကိုကဒုက္ခရောက်နေတယ်ကိုကအခက်အခဲဖြစ်နေလို့သွားပြီးအကူအညီတောင်းလိုက်တယ်ကိုရဲ့ဒုက္ခသူလက်ရှိကြုံတွေ့တစ်ဖက်ကိုအကူအညီသွားတောင်းတဲ့လူကသူ့ရဲ့အခက်ခဲကကိုဥပမာပေါ့နော်ကိုရဲ့အခက်ခဲကသူ့ရဲ့ချီမုံစာလောက်ပဲရှိတယ်သူကကိုပြန်ပြီးတော့ပြောပြတာပဲရှိတယ်သူကအားကြောင့်မလို့သူ့အခက်ခဲနေမို့လို့သူကလှစ်လူချူလိုက်တာပဲဖြစ်ကောင်းဖြစ်မယ်ကိုညင်းလိုက်တာပဲဖြစ်ကောင်းဖြစ်မယ်ကိုကမသိရဘူးလေသူ့မှာလည်းရှိကောင်းရှိမှာပဲရှိမယ်ဆိုတာလူတိုင်းမှာကိုရှိတာရှိကောင်းရှိတာမဟုတ်လူတိုင်းမှာအခက်ခဲဆိုတာကိုရှိတာဒီလားနော်အဲ့ဒါကိုပြောချင်တာအဲ့တော့ချပြတာချမ်းပြတာပဲကွာတယ်အဲ့လိုမျိုးအဲ့တော့ social media internet ပေါ်တွေမှာကြည့်ပြီးတော့ဒီဟာလူတွေကလာသူကတော့စင်နေပြေနေတာတာယာနေတာသူ့ရဲ့ဘဝရမိုက်တယ်ဘယ်လိုဆိုကြလဲအားလည်းမကြနဲ့အဲ့လိုမျိုးဘယ်ပြောချင်တာအားလည်းမကြနဲ့ဟိုဘယ်လိုပြောရမလဲဟိုအားကြစရာလည်းမလိုဒါက तू ကအမှန်လည်းဟုတ်ချင်မှာဟုတ်မှာချပြတာလေ social media မှာကြည့်ပြောလည်းမဆုံးဖြတ်စေချင်ဘူးအဲ့လိုမျိုးလေအထင်လည်းမသိနဲ့သွားပြီးအထင်လည်းမကြီးနဲ့အထင်လည်းမသိနဲ့အထင်လည်းမကြီးနဲ့ပုံမှန်ပဲကိုယ် lifestyle နဲ့ကိုယ့်ဘာကိုဖြစ်အဲ့တော့ရမင်းဆန်ပြောချင်တာငါဒီတာငါဒုက္ခခက်ခဲဖြစ်နေတာတယောက်တည်းမဟုတ်ပါဘူးလို့เนาะလူတိုင်းကမှာပဲအခက်ခဲတွေရှိကြပါတယ်အဲ့တော့ရင်ဆိုင်လာတဲ့ကြုံလာတဲ့အခက်ခဲတွေကတော့မိမိကိုယ်တိုင်ရင်ဆိုင်မှာပြီးတော့အပူဆိုတဲ့အရာမျိုးအယံကူးပါတယ်အယံကူးတယ်เนาะအဲ့တော့ကူးတယ်တကယ်လို့ကိုချစ်တဲ့သူကိုယ့်ရဲ့ဟိုပါဘောနော်ရင်ဖွင့်နေရတခါတလေရင်ဖွင့်နေပြောပြရတယ်စိတ်လေးပေါ့ပေါင်းပြောပြတာကဲမဲ့ is okay ကိစ္စမရှိဘူးဒါပေမဲ့အများတိုင်းဒီဖြစ်လာတဲ့ဒီဘာမဟုတ်တာဖြစ်တယ်ကိစ္စဖြစ်တယ်သေးသေးဖြစ်တယ်ဒါလည်းဟိုအခက်ခဲနည်းနည်းလေးကြုံလာသေးသေးရစားလိုက်ဘေးကလူတွေလိုက်ပြောပြနေတယ်ဆိုလို့ရှိရင်ဒါကြတော့ဟိုဘယ်လိုပြောရမလဲမကောင်းပေါ့နော်မကောင်းဘူးဆိုတော့ကိုကတခုခုဖြစ်တာနဲ့သူများကိုပြောတယ်ဆိုတော့ပြောဘာပဲကိုကဒုက္ခလေးဘာလေးပဲသေးသေးလေးပဲရောက်လိုက်ဟာငါအကြမ်းမဖြစ်ရလေခြင်းဆိုတဲ့စိတ်ကိုမွေးပါနဲ့ငါပဲပူလောင်နေရငါပဲစီးပွားရေးကျနေတဲ့ခက်ခဲတွေဖြစ်နေတယ်ဆိုတာမျိုးမဟုတ်ပဲနဲ့ငါဘယ်လိုလုပ်ရမလဲငါဘယ်လိုစူးစမ်းမလဲငါဘယ်လိုအဆင်ပြေလာအောင်လုပ်မလဲငါဘယ်လိုဖြည့်ရှင်းမလဲငါစိတ်ကိုဘယ်လိုထားမလဲအဲ့ဒါမျိုးတွေနဲ့ပဲရှေ့ဆက်ရှင်းစေချင်တယ်ပေါ့နော်အဲ့လိုမျိုးဟိုတစ်ဖက်လူတွေကိုလိုက်ပြီးတော့ပြောပူတွေဆွမ်းနာပြောသလိုပဲအပူဆိုတာကူးတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်လူကိုလည်းမမျော်လင့်နဲ့အားလည်းမကိုးနဲ့အားလည်းမကိုးနဲ့ဘယ်သူမှအားလည်းဘယ်သူမှလည်းကိုယ့်ရဲ့အခက်အခဲတွေတော့မချမပြနဲ့အဲ့တော့ချစ်တဲ့သူတွေကဆိုကိုယ့်ကိုချစ်တဲ့သူတွေကတော့သူတို့ကဝိုင်းပြီးတော့ပူပေးတယ်စိတ်ညစ်ကူပြီးတော့မကူညီနိုင်ခဲ့ရင်ကိုယ်မကူညီနိုင်ခဲ့ဟုတ်လားငါလည်းစိတ်ညစ်တယ်ငါလည်းစိတ်မကောင်းဘာလို့ပြရမှန်းမသိဆိုတော့တစ်ဖက်ကလည်းကိုမညီနိုင်လာဘူးဒါပေမဲ့သူကလည်းကိုချစ်တဲ့သူဆိုဖြစ်နေရဆို तू ကကိုယ့်ရဲ့အပူကို तू စီမကူးလားပြောချင်တာကူးစေတယ်ကွာအပူဆိုတာဒါပေမဲ့ကိုမလိုတဲ့သူကြတော့ဝမ်းသာတယ်
ကိုအဲ့လိုမျိုးဟိုကမဖြစ်တဲ့သူကြတော့ဟာသူဒုက္ခရောက်နေခက်ခဲဖြစ်နေတာပဲဆိုတာပြီးတော့ဝမ်းသာတယ်နော်အဲ့လိုကြောင့်ဝမ်းသာအဲ့လိုကြောင့်ဖြစ်ပြန်ရောအဲ့တော့ကြောင့်မလို့ဘာပဲကြုံလာဟိုတော့တယောက်တည်းရင်ဆိုင်မှာဖြည့်ရှင်းမှာလို့ရမင်းဆန်အဓိကပြောခြင်းနဲ့ပြီးရင်လူတကာကိုပတ်ပြီးတော့ကိုယ့်ရဲ့အခက်ခဲဒုက္ခတွေပြောပြီးတော့ငါးကြမှာဒုက္ခရောက်လေခြင်းတို့တွေကအဆင်ပြေလေခြင်းဆိုတာကြီးကိုစိတ်ကြီးကိုမဝင်စေခြင်းမူသူ့မှာလည်းသူ့အခက်ခဲတွေသူ့ဒုက္ခတွေရှိပါတယ်ရှင်အဲ့တော့ချပြတာတွေထုနတာဒီစကားပဲထက်နေပြီးချပြတာချမပြတာပဲကြွားတယ်ပြောကိုဒီလာသူ့ဘဝလေးကတက်တန်းတူတူလေးသာပြောရတယ်ကြုံလိုက်ရတဲ့ဒုက္ခကြုံလိုက်ရတဲ့အခက်ခဲဆိုတာကနဲတာမဟုတ်ဘူးเนาะအဲ့တော့ကိုယ်တိုင်းပဲမသိအောင်ပဲဖြည့်ရှင်းလှုပ်ရှားပြီးတော့သူတို့ဘာတို့တွေပျော်အောင်ပဲလှည့်ပတ်ပြီးတော့ဒီချင်းလှည့်ပတ်ပြီးတော့နေထိုင်နေကြတဲ့သူကြီးပဲတက်နိုင်တယ်လို့နေတတ်တယ်လို့ပျော်တယ်လို့နေတတ်တယ်လို့တွေကြည့်ပဲအကုန်လုံးကနေထိုင်နေကြတာသူတွေကြည့်ပဲအဲ့တော့အဓိကဆိုရှယ်မီဒီယာပေါ်မှာကြည့်ပြီးတော့လဲဒီလူကအဆင်ပြေနေတယ်ငါ့ကိုကြောင့်မကူညီလေခြင်းသူကြတော့ပျော်ပါလေခြင်းဆိုတာမျိုးတွေလည်းမသွေးစေခြင်းမူဘသူ့မှလည်းအပြည့်အတင်ပြောဆိုတာမျိုးတွေအထင်ကြီးတွေနဲ့ပြောပြီးတော့မိုက်လိုက်တာဘာညာဆိုလဲအာမကြစေခြင်းမူအထင်လဲ तू ကဒီလိုလားအလိုကြီးလားဆိုတော့လဲအထင်မသေးစေခြင်းမူเนาะအဲ့တော့ကိုဘဝကိုပဲအကောင်းဆုံးဖြစ်အောင်လုပ်ပါအခက်ခဲတဲ့ဒုက္ခတွေရင်ဆိုင်ပြီးကြုံလာရရင်လည်းငါဘယ်လိုအကောင်းဆုံးဖြေရှင်းမလဲဆိုတာပဲဖြေရှင်းကြပါရှင်ငါတယောက်တည်းဒုက္ခရောက်နေတာမျိုးဆိုတာဒီလောကမှာမဟုတ်ပါဘူးသူများရဲ့လည်းဒုက္ခတွေအကုန်လုံးရောက်နေကြပါတယ်နော်ဒုက္ခရောက်နေကြပါတယ်အဲ့တော့ချပြတာတွေချမပြတာတွေပဲကြွားပါတယ်အဲ့တော့ချမပြတာသူအဆင်ပြေနေဆိုရင်အကူကြီးသွားတောင်းလို့တစ်ဖက်ကအကူကြီးမပေးနိုင်ရင်ကိုကပုံပြီးနှစ်ဆဘူးလောင်ရတယ်အဲ့တော့တစ်ဖက်ကလည်းတစ်ဖက်ကလည်းတစ်ဖက်လူလည်းကိုကစိတ်ကောင်းဝင်တော့ကိစ္စမရှိတော့ငါ့ကိုကြတော့မကူငါတော့ဘယ်လိုကူညီခဲ့ရတာဟောငါ့ကိုကြတော့မှတ်ထားတယ်အဲ့အမှတွေကစိတ်တွေကပိုရှုပ်ပေါ့အဲ့တော့အတရားနဲ့ပြောရမင်းဆန်ကြတော့ရမင်းဆန်ကဘောလို့မိလာတဲ့အချိန်ညာကိုဆိုလည်းအခက်ခဲတွေရှိတယ်အများကြီးစိတ်ညစ်စရာရဲ့စိတ်ဒုက္ခတွေရောပြင်ပန်းမှုတွေရောအများကြီးရှိတယ်အများကြီးရှိတယ်ဒါပေမဲ့ကိုကခါလေးကြလို့ရှိရင်ဒီအရင်ပြင်ပန်းလာလို့စိတ်ဒုက္ခတွေဖြစ်လာတဲ့အချိန်ကြလို့ရှိရင်တော့ဒီတရားအတူလေးတွေအပြက်တရားအတူပြက်ကလေးတွေပဲနားထောင်လို့ရှိတယ်တရားအရှိရလဲအဲ့လောက်ဒီမနာဘူးဆိုတာကအိပ်ပျော်သွားတာတို့တရားနိုင်အိပ်ပျော်သွားတာမျိုးရှိတယ်တရားနိုင်ဒါအရှိရလည်းမနာဖြစ်ဘူးအဲ့တော့တရားအတူအပြက်လောက်လေးတွေပဲနာလေးရှိတာနာတတ်တယ်ပေါ့နော်နာလေးရှိအခါကျစိတ်အရင်ပင်မလာရင်စိတ်ထွက်ပေါက်ဘလို့တော့မလဲဆိုတာမျိုးတည်းရှိတယ်ဒါပေမဲ့အဲ့တော့ချမပြဘူးရင်းဆန်တော်တွေပါစော့တယ်အမြင်နဲ့ကခုံနေတယ်အမြင်နဲ့ပျော်ပါတာမျိုးပဲကွာတင်းလေးရှိရပေါ့နော်ကိုအခက်ခဲတွေပါတော့တင်းလေးမရှိဘူးဒါပေမဲ့လည်းကိုမှလည်းကိုယ့်ရဲ့အခက်ခဲကိုယ့်ရဲ့ဒုက္ခကိုယ့်ရဲ့ဥစ္စာလေးရှိပါတယ်ရှင်နော်အဲ့တော့အပူဆိုတာကကူးတယ်ပျော်စရာဆိုလဲကူးတယ်တော့တခြားသူများမိသားစုလေးပျော်ရွှင်နေရလေးဟာအဆင်ပြေနေအမြင်တာယာနေရတဲ့မြင်လူတွေကလူဆိုတဲ့တဘာဝကြည့်ပြီးတော့ဟဲ့ကြည်နူးဖို့ကောင်းလိုက်တာသူတို့မိသားစုပြုံးနေတယ်ဟာပျော်စီနေတစ်ဖက်ကအမြင်နဲ့စိတ်ညစ်နေတယ်စိတ်ဆင်းရဲနေအမြင်နဲ့ညင်းနေဆိုလဲကိုပါလုံးမျိုးချုပ်မိတာဟုတ်လားဘာဖြစ်အပူဆိုတာကူးတယ်လေနော်ပြုံးနေတဲ့သူလိုက်ကြည့်ပြုံးပြီးအမြဲတမ်းပြောနေဆိုတဲ့အပြောကကူတယ်ဒီဘက်မှာအမြဲတမ်းပူလောင်ပြီးဒုက္ခတွေဝင်နေမြင်ကိုကလည်းမကူနေတနာပါအဲ့လိုစိတ်ပါအဲ့လိုမျိုးဖြစ်စေရတယ်မောစီရအကြောင်းမလို့လောကမှာဒုက္ခရောက်နေတာငါတယောက်တည်းမဟုတ်ဘူးသူတို့ရခြားလူကြအဆင်ပြေပြီးငါတယောက်တည်းဒုက္ခရောက်နေတာမျိုးဆိုတဲ့စိတ်ကြီးကိုဖယ်လိုက်ပါလို့မဟုတ်ပါဘူးအကုန်လုံးဒုက္ခရောက်နေကြပါတယ်လို့အကုန်လုံးဒုက္ခတွေအခက်အခဲတွေအကျက်တဲတွေအကုန်လုံးရင်ဆိုင်နေပြီးတော့ပဲပျော်တတ်တယ်လို့ဒီမျိုးလှက်ပတ်ပြီးတော့နေကြတာပါလို့ပြောချင်ပါတယ်ရှင်ကိုတယောက်တည်းမဟုတ်ဘူးဆိုတာကိုဒီမစံအဓိကသိစေချင်တာမှာတော့လာသမျှကြုံလာသမျှအခက်အခဲကိုမိမိကိုယ်သာမိမိတယောက်တည်းရင်ဆိုင်မှာဖြည့်ရှင်းမှာကင်တွယ်ပါလို့ပြောချင်ပါတယ်တစ်ဖက်လူအကုန်လုံးပတ်ပြီးတော့ပြောနေတာမျိုးတွေမလုပ်ပါနဲ့လို့ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်ဗီဒီယိုအဆုံးကြီးကြည့်တဲ့အတွက်နော်မောတယ်စကားပြောတာ